မင်္ဂလာမောင်မဲသူဆောင်တို့ဟာရှိဘဝကချခဲ့ဘူးတဲ့အရေးစံဗနက်ခဲ့ဘူးတဲ့တစ္ဆာတော်တို့ကြောင့်အခုခါမှဆုံးရင်တော့နှစ်ဖက်သောဂုံဒီရှိမိဘများချင်ရင်လျက်ထွက်မြန်းပွဲဝင်ရန်အသင့်ရှိလို့နေပြီပဲဖြစ်ပါတယ်ရှင်မင်းလေးရောမှာဒီကဘာကြီးလင်းနေမင်းစကားတဲ့ဟာဒီကဘာရဲ့တချင်ပဲမင်းစီရောက်နေကဘာတစ်ခွင်လုံးစေးချေမင်းတွေ့ကြပြတဲ့ကဘာနဲ့ရင်ရေးပွဲမင်းနဲ့ရဲ့ရာရာတိုင်းလွန်ချုံတယ်မင်းမြပြင်းချေဆုံးစံကရွယ်လွင်ခဲ့အချစ်တစ်ခုကိုလေဒီလိုမျိုးကိုဝယ်စေမင်းလေးမြင်နိုင်မှာပါချစ်ရဲ့ကိုရင်တဲ့ဝင်ခွဲမြင်လဲမင်းတို့ဆိုဘဝကိုပုံပေးတယ်လုံးလာသေးပဲမင်းတို့ဆိုဒီချက်ဖို့ကိုကပေးစချင်လို့ကဘာတစ်ခုလုံးရင်မြေဆုံးကုန်မေးစိတ်တိုင်းတော့ကိုရဲ့တန်ရှင်ခြင်းဆိုတာလေချမင်းလေးတယောက်ကိုစပီးချနေဖို့မင်းဖန်ဆင်းနေရင်ခုန်ခြင်းဒိဗ္ဗေတဲ့ဘဝကိုနင်းဖို့ဒီမှာစင်သင်ပါခွဲ no 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 ချစ်ရခြင်းကိုဒီလိုမျိုးကိုယ်ွယ်စေမင်းလေးမြင်နိုင်မှာပါချစ်ရဲ့ကိုရဲ့ဟင်တဲ့ဝင်ခွဲမြင်လဲမင်းတို့ဆိုဘဝကိုပုံပေးတယ်ဘလုံးလောက်သေးပဲမင်းတို့ဆိုဒီချက်ဖို့ကိုကပေးစချင်လို့ကဘာတစ်ခုလုံးရင်မြေဆုံးကုန်မေးစိတ်တိုက်တော့ကိုရဲ့တရှင်ခြင်းဆိုတာလေချမင်းလေးတယောက်ကိုစပီးချနေဖို့ချစ်ရခြင်းကိုဒီလိုမျိုးကိုယ်ွယ်စေမင်းလေးမြင်နိုင်မှာပါချစ်ရဲ့ကိုယ်ရင်တဲ့ဝင်ခွဲမြင်လဲမင်းတို့ဆိုဘဝကိုပုံပေးလဲလုံးလောက်သေးပဲဟောမင်းတို့ဆိုဒီချက်ဖို့က